Android ဖုန်းထဲမှာ PowerPoint software ကိုအလွယ်ဆုံးဘယ်လိုသုံးမယ်ဆိုတာကိုပြောပြသွားပါမယ်။ Basic ကြလေးပဲပြောမှာဖြစ်ပါတယ်။ PowerPoint ကိုသုံးပြီးတော့အလွယ်ဆုံး presentation ပြုလုပ်မှာပဲဖြစ်ပါတယ်။နံပါတ်1ကျွန်တော်တို့ဖုန်းထဲမှာ PowerPoint software ရှိရပါမယ်။ပြီးရင်ပထမဆုံးအကြိမ်တော့ internet ချိတ်ဖို့လိုတယ်။ကိုယ့်ရဲ့ဒီ email ရဲ့ password ရဲ့ဝင်ပြီးတော့ PowerPoint ကိုသုံးရမှာပဲဖြစ်ပါတယ်။အဲ့တော့ Office 365 account တော့ကိုယ်မှာရှိနေဖို့လိုအပ်တယ်။ကိုယ်မှာရှိတဲ့ Gmail နဲ့ဆိုရင်တော့ PowerPoint ကိုသုံးလို့ရမှာမဟုတ်ပါဘူး။ Okay စလိုက်အောင်။နံပါတ်1 PowerPoint software ကိုဖွင့်လိုက်ပါတယ်။ PowerPoint ကိုဖွင့်ခြင်းဒီပုံစံမျိုးမြင်နေရမှာပေါ့နော်။ Today တို့ this week တို့ဆိုရင်တော့ကိုစမ်းထားတဲ့ကိုယ့်ရဲ့ file လေးတွေရှိနေမှာ။ကျွန်တော်ကအသစ်တစ်ခုလုပ်ချင်တာမို့လို့အပေါ်ညာဘက်ဒီထောင်းမှာပေါ့နော်အပေါင်းပုံစံလေးရှိတယ်မှန်ဘလူးရဲ့ဘေးမှာအပေါင်းပုံလေးရှိတယ်အဲ့ဒီအပေါင်းပုံလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဒီစာရွက်တစ်လိုချင်တာပေါ့အမှကျွန်တော်တို့လိုချင်တဲ့ဒီဇိုင်းကိုရွေးလို့ရတယ်အမှလည်းကျွန်တော်ထပ်ပြောချင်တာကဒီဇိုင်းမရွေးသေးခင်အပေါ်ဆုံးမှာဒီလို GBA တို့ဘာလို့ပေါ်နေရင်ကျွန်တော်ဘာရွေးချင်တော့ဆိုရင် this device document ဆိုတာကိုရွေးစေချင်တယ်ပေါ့နော်ကိုယ့်ဖုန်းထဲမှာသိမ်းမှာမို့လို့ this device document ဆိုတာလေးကိုရွေးထားပါအလွယ်ပြောရင်နံပါတ်1 PowerPoint ဖွင့်တယ်နံပါတ်2ကအသစ်လိုချင်လို့အပေါင်းလေးကိုနှိပ်ပြီးတော့စာရွက်သစ်ယူတယ်ပြီးတော့မှစာရွက်သစ်ကိုမှဘယ်လို design တုံးဘယ်လို themes တုံးဘယ်လို template တုံးဆိုပြီးတော့ကိုကြိုက်တဲ့ design လေးကိုရွေးလိုက်မယ်ပေါ့နော်ကျွန်တော်ကတော့မြင်တာအောင် organic ဆိုတာရိုးရိုးရှင်းရှင်း design လေးပဲရွေးလိုက်မယ်ပေါ့ organic ကိုနှိပ်လိုက်တယ် organic ကိုနှိပ်ပြီးတာနဲ့သူက slide တစ်ခုကြာနေပြီပေါ့ဒါဒီရှေ့ဆုံး slide ပေါ့အဲ့ဒါရှေ့ဆုံး slide မှာကိုကြားတဲ့ခေါင်းစဉ်ကိုလောက်ရမယ့်ခေါင်းစဉ်ကိုရေးလို့ရတယ်ပေါ့နံပါတ်1စာရေးတော့မယ်ဆိုရင် double tap to add title ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးမှစာပြင်ချင်တာမို့လို့နှစ်ချက်နှိပ်လိုက်ပေါ့ဒါကာစာချခြင်းလို့နှစ်ချက်နှိပ်တာဒါဆိုရင် keyboard လေးကြာလာပြီဆိုတော့အင်္ဂလိပ်စာရေးမှာပဲဖြစ်ဖြစ်မြန်မာစာရေးမှာပဲဖြစ်ဖြစ်ရေးလို့ရပြီကျွန်တော်ကတော့ what is AI ပေါ့ဒါမျိုးလေးကိုယ့်ရဲ့ခေါင်းစဉ်လေးကိုကိုကြိုက်သလိုရေးလို့ရတယ်what is AI လို့ကျွန်တော်ပေးလိုက်မယ်ပေါ့ what is AI လို့ရိုက်လိုက်တယ်ပြီးတော့ရင်တော့အောက်မှာစာရေးချင်တာမို့လို့အောက်ကိုတစ်ချက်နှိပ် double tap စာလေးကိုတစ်ချက်နှိပ်ပြီးတော့စာပြင်ချင်လို့နှစ်ချက်နှိပ်ပေါ့ဒါကိုရေးချင်တဲ့ခေါင်းစဉ်လေးတွေရေးချင်တာရေးလို့ရတယ်ဒါ assistant ပေါ့နော်ကိုကြိုက်တာလေးရေးအဲ့တော့ကျွန်တော်တို့ကဘာလို့မှာတော့ဆိုရင် slide တစ်တောင်းခြင်းပြီဆိုတော့လက်ရှိ keyboard ကြီးရှိနေတာမို့လို့ဖုန်းရဲ့အောက်ဆုံးမှာရှိတဲ့ထုံးစံအတိုင်းနှိပ်နေကြ back clock ကိုတစ်ချက်နှိပ်လိုက် keyboard ကထွက်သွားပြီ keyboard ထွက်သွားပြီဆိုမှကျွန်တော်တို့ကဘာလို့မှာတော့ဆိုရင် slide တစ်တောင်းခြင်းတော့အောက်ဖက်ညာဘက်မှာdown and stroke လေးထဲမှာအပေါင်းလေးရှိတယ်အဲ့ဒီပုံလေးကိုတစ်ချက်နှိပ်လိုက် slide အစ်တိုးခြင်းလို့အပေါင်းလေးကိုနှိပ်လိုက်ပါတယ်slide တစ်ရောက်လာပြီဒါပေမဲ့အပေါ်မှာ double tap ဆိုတဲ့နေရာကိုတစ်ချက်နှိပ်စာပြင်ခြင်းတော့နှစ်ချက်နှိပ်ကိုရေးချင်တဲ့စာလေးကိုရေးပေါ့ကိုရဲ့ခေါင်းစဉ်ကဘာတော့ပေါ့ prompt what is prompt engineering ပေါ့ what is prompt ပေါ့ကိုရေးချင်တဲ့စာလေးတွေရေးပါဒါမျိုးလေးတွေလည်းထွက်သွားတတ်တယ်ပေါ့ကျွန်တော်ဒါမျိုးလေးတွေထွက်သွားရင်လည်းကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ PowerPoint လေးကိုတစ်ချက်ပြန်နှိပ်ပြီးဝင်လို့ရတယ်ပြီးရင်ကျွန်တော်တို့ရဲ့ရိုက်စရာရှိတာဆက်ရိုက်လို့ရတယ်what is prompt ပေါ့ဒါမျိုးလေးပေါ့နော်ကိုရေးချင်တဲ့စာလေးတွေရေးပြီးရင်အောက်မှာစာဆက်ရိုက်ချင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီအောက်ကဘောက်ထဲမှာရိုက်ချင်တာမဟုတ်အောက်ကဘောက်လေးကိုတစ်ချက်နှိပ်ပြီးသွားရင်ထုံးစံအတိုင်းပဲစာပြင်ချင်တာစာတွေအသစ်ရိုက်ထင်မှာမလို့နှစ်ချက်နှိပ်ပေါ့ကိုယ့်ရဲ့ခေါင်းစဉ်ပေါ်မူတည်ပြီးတော့စာလေးရိုက်ထည့်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာရေးချင်တဲ့စာလေးတွေရေးလိုက်မယ်ပေါ့I live in ကြောက်စဲပေါ့ဒါကိုယ့်ရဲ့ title ပေါ်မူတည်ပြီးတော့ကိုရေးချင်တဲ့အကြောင်းလေးတွေရေးပေါ့ဒါမျိုးလေးတွေပေါ့အဲ့တော့ keyboard လေးထွက်ချင်တယ်ဆိုရင်ထုံးစံအတိုင်း back clock ကိုနှိပ် slide တစ်တိုးချင်တာမို့လို့အပေါင်းလေးကိုနှိပ်ပေါ့ပြီးရင်ကျွန်တော်တို့ကကိုယ့်ရဲ့ခေါင်းစဉ်ထုံးစံတိုင်းစာရိုက်တော့မှာမို့လို့အပေါ်ဆုံးတိုက်တဲ့ double tap to add title ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့စာပြင်ခြင်းလို့နှစ်ချက်နှိပ်ပေါ့ဒါဆိုရင် AI ကတော့thanks ပေါ့ဒါမျိုးလေးပေါ့ကိုရေးချင်တဲ့စာလေးတွေရေးလို့ရတယ်question answer လားကိုရေးချင်တာရေးလို့ရတယ်ကိုရေးချင်တဲ့အကြောင်းအရာလေးတွေရေးပေါ်ပိုင်းပေါ့ဒါကိုရဲ့ slide ပေါ်မှာကိုရေးချင်တဲ့စာလေးတွေရိုက်ထည့်သွားမှာပဲဖြစ်ပါတယ် slide 1ကိုပြန်ရွေး slide 1ကိုရွေးပြီးတော့ကျွန်တော်ဘာလုပ်ချင်တာတော့ဆိုရင် slide တစ်ခုနဲ့တစ်ခုနဲ့ကြာ transition ထည့်ချင်တာ
slide တစ်တိုးခြင်းအောက်ဆုံးမှာအပေါင်းခလုံးနှိပ်တယ်လို့ပဲအပေါင်းရဟိုအောက်လေးမှာအောက်ဆုံးထောင်းမှာညာဘက်ထောင်းမှာပဲကျွန်တော်ဗာလေးပါတော့ဆိုရင်တရိကန်အယုတ်လေးပါတယ်ဗောနော်နှိပ်ပြီးတော့ကျွန်တော်တို့ဘာလုပ်ချင်တာတော့ transition ထည့်ချင်တာ home လို့ပေါ်နေတဲ့နေရာမှာ B တို့ I တို့ U တို့ဆိုတာကျွန်တော်တို့စာရီ select ထားမှသာကိုယ့်ရဲ့ခေါင်းစဉ်ကိုဘိုးလောက်တာတို့ I delete လောက်တာတို့ U လို့လုပ်လို့ရတာပေါ့ကျွန်တော် transition ထည့်ချင်တာဖြစ်တဲ့အတွက် B တို့ I တို့ U တို့ရဲ့အပေါ်မှာ home ဆိုတာလေးရှိတယ်အဲ့ဒီ home ဆိုတာလေးကိုနှိပ်ပြီးတော့ဘယ်ထဲသွားမှာတော့ transition နဲ့ကိုသွားလိုက် transition နဲ့နေမှာကျွန်တော်တို့ transition effect ထဲကိုသွားကိုကြိုက်တဲ့ design လေးကိုရွေးပေါ့နော်ကျွန်တော်ကတော့ကျွန်တော်ကြိုက်တဲ့ design လေးတစ်ခုကိုရွေးလိုက်မယ်အဆင်ပြေတာလေးပါနော်ကိုကြိုက်တာရွေးလို့ရပါတယ် win ဆိုတာလေးကျွန်တော်ရွေးလိုက်တယ်ဒီ transition effect ကို slide အားလုံးကိုဝင်စေချင်တာမို့လို့ apply to all နှိပ်ဖို့လိုတယ်ပေါ့ခုကျွန်တော်ရွေးလိုက်တဲ့ effect ကိုအားလုံးကိုဝင်စေချင်တာဆိုတော့ apply to all ကိုနှိပ်လိုက်မယ်ဒါဆိုရင်တော့ apply to all နှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က slide 10ခုရှိရှိ15ခုရှိရှိစောစောကရွေးခဲ့တဲ့ effect ဒီ slide 1အတွက်တင်မဟုတ်ဘဲနဲ့ slide အားလုံးအတွက်ကိုရရှိသွားတာပဲဖြစ်ပါတယ် okay အဲဒါဆိုတော့ကျွန်တော်တို့ကဒီ transition လေးဖြစ်နေတဲ့ဆိုရင်ဒီလက်ရှိ effect ကနေထွက်ချင်တယ်ဆိုရင်ထုံးစံအတိုင်းဒီ phone screen ရဲ့အောက်ဆုံးက back cloud လေးကိုတစ်ချက်နှိပ်လိုက်ဒါဆိုရင်အပေါင်းလေးပေါ်လာပြီမီနူတွေယူတဲ့ trigger လေးလည်းပေါ်လာပြီပေါ့ဟုတ်ပြီ slide 2မှာများအကြောင်းမျိုးမျိုးနဲ့ကျွန်တော်ပုံလေးတွေထည့်ချင်တယ်ဆိုရင်လည်းအယုတ်လေးတွေထည့်ချင်တယ်ဆိုရင်လည်းအောက်ဆုံးဘားမှာကျွန်တော်တို့ကဒီရွေးလို့ရတယ်ပေါ့နော်စာထည့်ရိုက်လို့ရတယ်ဓာတ်ပုံထည့်လို့ရတယ်တေဘယ်ထည့်လို့ရတယ်ပေါ့အောက်ဆုံးထဲမှာခလုတ်လေးတွေကိုကြည့်ပြီးတော့လည်းစမ်းကြည့်ပါပေါ့နော်ဒီ shape လေးတွေလည်းထည့်လို့ရတယ်ဒါမျိုးလေးတွေပေါ့ရွှေ့လို့ရတယ်ဒါကတော့ကိုယ့်ရဲ့ PowerPoint ကိုယ့်ရဲ့ content ပေါ်မူတည်ပြီးတော့ကိုကြိုက်တာလုပ်လို့ရတယ်ပေါ့ကျွန်တော်တို့ကတော့အခုထိမိသွားတယ်မှားသွားတာမျိုးတွေလည်းဖြစ်တိုင်းတယ်ဖြစ်နေဆိုဟိုအပေါ်ဆုံးမှာကျွန်တော်တို့က back cloud လေးရှိတယ်မြားကောက်လေးရှိတယ်အကောင့်ဒီမှားသွားရင်အဲ့ဒီ undo နှိပ်လို့ရတယ်ပေါ့တကယ်လို့မဟုတ်ဘဲနဲ့ဒီရုပ်ကိုဖြတ်ချင်တယ်ဆိုလည်းအဲ့ရုပ်ကြီးကိုအကြိုင်းနဲ့နှိပ်ပြီးကျွန်တော်တို့ကဒီမှာ delete ဆိုတာလေးရှိတယ်ဒီမှာပြီးတော့ထင်မြင် delete လည်းလုပ်လို့ရတယ်ပေါ့အဲ့အရုပ်တွေထည့်လို့ရတယ်ဓာတ်ပုံတွေထည့်လို့ရတယ်ပေါ့ဒီအောက်ဆုံးမှာဓာတ်ပုံထည့်ဖို့လည်းပါတယ်အရုပ်ထည့်ဖို့လည်းပါတယ်စာတွေထည့်ရိုက်လို့လည်းရတယ်ဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့ကဒါဆိုရင် PowerPoint ကလုပ်ပြီးသွားပြီဆိုတော့ slide show ကြည့်ချင်တယ်ဆိုရင်လည်းအပေါ်ဆုံးမှာမှန်မလို့ရဲ့ဘေးမှာ slide show ခလုတ်လေးရှိတယ်ပလီခလုတ်လေးကိုနှိပ်လို့လည်းရတယ်မဟုတ်သေးဘူး animation တွေထည့်ချင်သေးတယ်ဆိုရင်လည်းကျွန်တော် slide 1ကိုတစ်ချက်နှိပ်အပေါ်က what is AI ကို animation ထည့်မှာမလို့ what is AI ကိုတစ်ချက်နှိပ်နှိပ်ပြီးတော့ကျွန်တော် animation လေးကိုသွားချင်တာမလို့ထုံးစံအတိုင်းဟိုအပေါင်းလေးအောက်ခြေအပေါင်းလေးရဲ့ဟိုအောက်မှာတရိကန်အနီလေးရှိတယ်အတရိကန်အနီလေးကိုနှိပ်ပြီးတော့ home အစားကျွန်တော်တို့ဘာဖြစ်သွားမှာတော့ animation ဖြစ်သွားမှာ animation မှာပဲ animation ထဲမှာတော့ဆိုရင်ဒီ entrance effect ပဲထည့်လိုက်မယ်အဝင်ပေါ့နော်စာလေးတွေကအလက်ရောက်မှဝင်စေချင်တာမလို့ entrance effect လေးကိုရွေးပြီးတော့မှကိုထည့်ချင်တဲ့ effect လေးတွေကိုရွေးလိုက်မယ်ပေါ့ကျွန်တော်ကတော့ဥပမာဒီထဲက grow ဆိုတာလေးရွေးလိုက်မယ်okay ဒါဆိုရင်အပေါ် what is AI အတွက်ထည့်ပြီးသွားပြီအောက်ဆုံးကစာလေးကိုလည်းတစ်ချက်နှိပ်လိုက်နှိပ်ပြီးတော့သူ့ကိုလည်း animation ထည့်ချင်တာမို့လို့ဒီအောက်ဆုံးမှာ shape ဖြစ်နေကြရင်လည်းအဲ shape ထဲကနေ home လည်းမဟုတ်ဘူး transition လည်းမဟုတ်ဘူး animation ကိုရွေးပြီးတော့ entrance effect ထဲကိုသွားကိုကြိုက်တဲ့အစိမ်းလေးอ่ะပေါ့နော်ကိုကြိုက်တာလေးကိုရွေးပေါ့ကျွန်တော်တော့ spinner လေးလုပ်ချင်တယ်ဆိုရင် spinner လေးနှိပ်လိုက်မယ်ပေါ့အဲဆိုရင်1ရဲ့2ရဲ့ slide ထဲမှာပေါ်လာတဲ့ရွေးချက်က animation ထည့်ပြီးသွားပြီပေါ့အဲဆိုရင်ကျွန်တော် slide 2ကိုလုပ်ချင်တယ် slide 2ကိုလုပ်ချင်တယ်ဆိုရင် back cloud ကိုတစ်ချက်နှိပ်လိုက် slide 2ကိုနှိပ်ချင်တယ်ဆိုရင် slide 2ကိုတစ်ချက်နှိပ်ပြီးတော့ what is prompt ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်ပြောတဲ့အောက်ခြေကတရိကန်အနီလေးကိုတစ်ချက်နှိပ် shape ဖြစ်နေတဲ့အဲ့ shape ထဲကနေပါယူမအောင်ဆိုရင် animation ဆိုတာကိုရွေးပေါ့ရွေးပြီး entrance ဆိုတဲ့အစိမ်းရောင်လေးရပဲကြိုက်တာလေးကိုရွေးလိုက်ဒါဆိုရင် what is prompt ကိုထည့်ပြီးသွားပြီအောက်ကစာတွေကိုထည့်ချင်တယ်ဆိုရင်လည်းအောက်ကစာတွေကိုတစ်ချက်နှိပ်လိုက်ဒီလို select လုပ်ထားဖို့လိုတယ်ပြီးသွားရင် shape များဖြစ်နေခဲ့ရင် animation နဲ့ပဲသွားဒါဆိုရင်ကျွန်တော်တို့က slide တွေမရှိတော့ဘူးဆိုတော့ slide show ကြည့်ချင်ပြီဆိုရင် animation ရဲ့ဘေးများလေးကိုနှိပ်ပြီး slide show ကိုသွားလို့ရတယ် slide show ကိုသွားပြီးဘာနေလုံးမှာတော့ဆိုရင်အစားနေစကြည့်တာမလို့ from beginning ဆိုပြီးတော့နှိပ်လို့ရတယ်ဒါဆိုရင်ကျွန်တော်တို့က transition ထည့်ထားလို့ transition လေးတွေကိုမြင်ရတာပေါ့နော် transition လေးတွေကိုမြင်ရတယ်တစ်ချက်နှိပ်လိုက်တယ်တစ်ချက်နှိပ်တယ်ဆိုတာမှန်မြင်ပေါ့တစ်ချက်နှိပ်လိုက်စာလေးတွေဝင်လာပြီတစ်ချက်နှိပ်လိုက်စာလေးတွေဝင်လာပြီတစ်ချက်နှိပ်လိုက်
transition ဝင်လာပြီwhat is prompt ဆိုပြီးတော့တက်လာလိမ့်မယ်ဒီချိန်မှာ prompt နဲ့ပတ်သက်ပြီးတော့ကိုပြောချင်တာတွေပြောအများကြီးရှင်းပြလို့ရတယ်ပေါ့ရှင်းပြပြီးပြီဆိုတာနဲ့ကျွန်တော်ဗာဆက်လုပ်မှာတော့ဆိုရင်တစ်ချက်နေလိုက်မှန်မြင်ပေါ်ပဲတစ်ချက်နေုံပဲစာလေးတွေကြာလာလိမ့်မယ်ချက်နေတဲ့အခါမှာမှန်မြင်ပေါ်နေတဲ့အခါမှာကျွန်တော်အမဲရောင်ဖြစ်နေတဲ့အစွန်ပေါ့နော်ဘယ်ဘက်အစွန်ပဲဖြစ်ဖြစ်ညာဘက်အစွန်ပဲဖြစ်ဖြစ်အမဲရောင်ကြီးဖြစ်နေတယ်အမဲရောင်ပေါ်မှာတစ်ချက်နေလို့ရတယ်ပေါ့ဒါမှမဟုတ်ရှင်စောစောလိုမျိုးလေးတွေမလာတာမျိုးဖြစ်တတ်တယ်ပေါ့အဲ့အမဲရောင်လေးပေါ်မှာပဲတစ်ချက်နေလိုက်ကျွန်တော်တို့ရဲ့ဒီ slide ကြီးရဲ့ဘယ်ဘက်မှာပဲဖြစ်ဖြစ်ညာဘက်မှာပဲဖြစ်ဖြစ်အမဲရောင်ကြီးရှိတယ်ပေါ့အဲ့ဒီအမဲရောင်လေးကိုတစ်ချက်နေပြီးတော့ပဲရှည်လို့နောက်ဆုံးလုပ်လို့ရတယ်ပေါ့ဘယ်ဒီ slide ကြီးရဲ့ဘယ်ဘက်မှာလဲအမဲရောင်ရှိတယ်ညာဘက်မှာလဲဒီခုပေါ့နော်ဒါဘယ်ဘက်မှာဆိုရင်လဲအမဲရောင်ကြီးရှိတယ်ညာဘက်မှာလည်းအမဲရောင်ကြီးရှိတယ် next ဆက်သွားခြင်းနဲ့ဆိုရင်ညာဘက်ကိုပဲနှိမ့်နေသွားမှာပေါ့ကြာလာပြီကျွန်တော်တို့ပြောချင်တာလေးတွေပြောတစ်ချက်နေပြောချင်တာလေးတွေပြောချင်တာလေးတွေပြောဒါဒီ transition ဒါဒီ animation ကိုပြောချင်တာလေးတွေတစ်ချက်နေပြီးတော့ပဲပြောသွားရုံပါပဲကိုယ့်ရဲ့ content ပုံမူတည်ပြီးတော့တခြားလေးရှင်းပြဖို့လိုတယ်ဒီ thanks to Q&A တို့မှာကြတော့လှုပ်ရှားမှုမပါတာကဘာလို့မပါတာတုံးဆိုရင်ကျွန်တော်တို့က animation မထည့်ထားတော့ခုလိုမျိုးကြီး thanks to Q&A တို့ဘိုင်းတို့ပေါ်နေမှာပဲဖြစ်ပါတယ်အဲ့တော့စာလေးတွေကိုတန်းပေါ်ခြင်းနဲ့ဆိုရင်တော့ animation ထည့်စရာမလိုဘူးအလဲကြမှာပေါ်စီခြင်းနဲ့ဆိုရင်တော့ animation ထည့်ရမယ်ပေါ့ကျွန်တော်တို့ကဒါဆိုရင်တစ်ချက်နေတယ်ဆိုရင်ပြီးသွားပြီအဲ့တော့ဒီ slide လေးကိုနာမည်ပေးဖို့လိုတယ်ဟိုအပေါ်ဆုံးမှာ presentation save ဆိုတဲ့နေရာလေးကိုကာစာချလို့ရတယ်ကျွန်တော်တို့ကဘာနာမည်ပေးချင်တာတုံးပေါ့ဒါဒီproject 1မလို့ project 1လို့ပြီးလို့ရတယ် mindfulness ဆိုရင်လည်း mindfulness 1လို့ပြီးလို့ရတယ်ပေါ့ပြီးသွားပြီဆိုရင်တော့ဒီအမှန်ကြီးလေးအပေါ်ဘယ်ဘက်မှာအမှန်ကြီးလေးရှိတယ်အမှန်ကြီးလေးကိုနှိပ်လိုက်ပေါ့ဒါဆိုရင်ကျွန်တော်တို့ကပြီးသွားပြီဆိုတဲ့သဘောဖြစ်တယ်ဟုတ်ပြီတခါလေးမှာဒါမျိုးဖြစ်တယ်ပြင်ကျင်တဲ့အနေအထားလေးဖြစ်လာတယ်ဆိုရင်လည်း edit အောက်ဆုံးမှာခဲတံပုံလေးနဲ့ edit နေလို့ရတယ်ခုကိုလောက်ထားတဲ့ slide ကိုကျွန်တော်တို့ screen recording လုပ်ပြီးတော့ slide show ပြတော့မယ်ဆိုရင်ဒီအပေါ်ဆုံးဖုန်းမှာအပေါ်ဆုံးဘားလေးကိုဆွဲချ Wi-Fi ချိတ်တဲ့တို့ internet ချိတ်တဲ့တို့ရဲ့နေရာပေါ့နော် control center တွေကိုသွားထပ်ဆွဲလိုက်ရင်ဒါမျိုးလေးတွေကနေကျွန်တော်ဗာနဲ့လုပ်ခဲ့တာအောင်ဆိုရင် screen recording ကိုနှိပ်တာပေါ့အဲ့ screen recording ကိုလုပ်ပြီးတော့လေ record လုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီကိုယ့်ရဲ့မျက်နှာပါထည့်ချင်သေးတယ်အတန်ပါထည့်ချင်သေးရဆိုရင်ဒီ screen recording ကိုကြာလေးနှိပ်ရမှာဖြစ်ပါတယ် screen recording ကိုကြာလေးနှိပ်ပြီးတော့ record system sound ကိုအမှန်ကြီး tick လုပ်ဖို့လိုတယ် record microphone sound ကိုလည်း tick လုပ်ဖို့လိုတယ်ကိုမျက်နှာပါထည့်မယ်လို့တွေးထားတယ်ဆိုရင်တော့ record front camera video ဆိုတဲ့အခုကျွန်တော်ပြတဲ့နားလေးကို record front camera video ဆိုတာလေးလည်း tick လုပ်ဖို့လိုတယ်ပေါ့ဒီလိုလုပ်ထားမှသာကိုယ့်ရဲ့မျက်နှာလေးကိုမြင်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် PowerPoint ပြီးသွားပြီဆိုရင် PowerPoint မှာ slide တွေအကုန်လုပ်ပြီးသွားပြီဟေးဆိုရင်ကျွန်တော်ဘာလုပ်မှာတော့ဆိုရင်ပြန်ပြောပြမယ်ကိုယ့်ရဲ့ဒီလောက်ထားတဲ့ PowerPoint ကိုလောက်ထားတဲ့ PowerPoint ကို MP4 တစ်ပုတ်အနေနဲ့ဗီဒီယိုတစ်ပုတ်အနေနဲ့ထုတ်ချင်တာမို့လို့ title bar ကိုဆွဲချအပေါ်ဆုံး bar ကိုဆွဲချ noti bar ကိုဆွဲချတယ်ထပ်ဆွဲတယ်ကျွန်တော် Wi-Fi ချိတ်တယ် mobile data ချိတ်တယ် Wi-Fi ချိတ်တယ်ဆိုတဲ့အထက်မှာ screen recording တွေ့ပြီဆိုလည်းနှိပ်လို့ရတယ်မတွေ့သေးတော့ကျွန်တော်ဆွဲလိုက်တယ်ပြီးရင် screen record ကိုနှိပ်ပြီးရင်ရပါမယ်မနှိပ်သေးဘဲနဲ့ကျွန်တော်တို့ကဘယ်လိုနှိပ်ရမအောင်ဆိုရင် screen recording ကိုအကြိုင်းနှိပ်ရမှာဖြစ်တယ် screen recording ကိုအကြိုင်းနှိပ်မှဒါ screen recording setting နဲ့ကိုရောက်ပြီးတော့ record system sound တို့ record microphone sound တို့ကိုအမှန်ကြီးချစ်လို့ရမယ်ပေါ့အခုကျွန်တော်ပြထားသလိုလေးဖြစ်ရမယ်ပြီးရင်အရေးကြီးတဲ့ကိုယ့်ရဲ့မျက်နှာပါထည့်မယ်လို့တွေးထားတယ်ဆိုရင် record front camera video လေးပါအမှန်ကြီးချစ်ထားဖို့လိုပါတယ် okay screen record လုပ်ပြီးဆိုရင်ဖုန်းထဲမှာ record ခလုတ်လေးကိုနှိပ်ပြီးရင်ကျွန်တော်တို့က PowerPoint ကိုနှိပ်ပြီးရင်ကိုယ့်ရဲ့ presentation ကို slide show ပြမှာဖြစ်တဲ့အတွက်အောက်မှာစာရီပြင်ချင်တော့ edit ပေါ့ကိုကတော့ slide show ပြမှာမလို့ဗာနှိပ်အောင်မယ်တော့ present ဆိုတာလေးကိုနှိပ်လိုက်ရုံပါပဲနှိပ်ပြီးတော့ screen ကိုလက်ရက်လေးထားပြီးဆိုရင်လက်ရှိမြင်နေရမယ် slide ကြီးကိုမြင်ရမယ်အမဲရောင်နှစ်ဖက်ရှိမယ် slide ရဲ့ဘယ်ဘက်မှာလဲအမဲရောင်ရှိတယ်ညာဘက်မှာလည်းရှိတယ်ပေါ့ညာဘက်ကအမဲရောင်ပေါ်တစ်ချက်နှိပ်ပြီးတော့ next တွေတွားလို့ရတယ်အကြောင်းမျိုးနဲ့မှားသွားတယ်ဆိုရင်လည်းကျွန်တော်တို့ကဘယ်ဘက်မှာရှိတယ်အခုကျွန်တော်မျက်နှာကြည့်တာဘယ်ဘက်ပေါ့နော်ဘယ်ဘက်ကခလုတ်လေးတွေကိုတစ်ချက်နှိပ်ပြီးတော့ဘက်ဆုပ်လို့ရတယ်အဲဆိုရင်ညာဘက်ကိုနှိပ်မယ်ညာဘက်ကိုနှိပ်ပြီးတော့ next တွေတွားလို့ရတယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့ရဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့ပြောပြမယ်ကျွန်တော်တို့ရဲ့မျက်နှာလေးကိုလည်းတွေးရမှာဖြစ်ပါတယ်ဒါဆိုရင်ဖုန်းထဲမှာ PowerPoint လေးသုံးတက်သွားမယ်ကိုယ့်ရဲ့မျက်နှာလေးနဲ့ screen recording နဲ့လုပ်တက်သွားမယ်လို့မျှော်လင့်ပါတယ်တခြားလေးလုပ်ကြည့်ပါမလုပ်တတ်ရင်လည်းပြဿနာမရှိဘူးနေယူပြန်ခေါ်စမ်း slide တွေလုပ်စာတွေရိုက်ကြည့်နောက်တစ်ခါနေယူခေါ်ပြန်လုပ်ကြည့်ဒီလိုနဲ့ပဲနှစ်ခါသုံးခါဆိုရင်တော့ကျွန်တော်တို့အခုလိုလေးလုပ်တက်သွားမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကတော့စီတူပါ